ပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေခွန်းများမေခွန်းပြုတော်မူပါရှင်ဗျာကောင်းပါနောက်ထပ်မေခွန်းတစ်ခုကတော့တပြည့်တော့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဟုတ်ပါသလားရှင်ဗျာအကယ်၍လူဖြစ်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိခက်ခဲပါသလဲနောက်တစ်ခုကကြတော့ဘလူတွေလှုပ်လို့ရှင်လူဖြစ်ပါသလဲဘာတွေလှုပ်လို့ရှင်နတ်ဖြစ်ပါသလဲဘာတွေလှုပ်လို့ရှင်မြမာဖြစ်ပါသလဲတပြည့်တော့လူတွေမှာအရေးအတွက်အကန့်အသတ်ရှိသလိုဒီနတ်တွေမြမာတွေနဂါးတွေဘလူတွေမှာရောအရေးအတွက်အကန့်အသတ်ရှိပါသလားရှင်ဗျာလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုဿတ္တဘာဝတုံလဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောမယ်ဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘယ်သူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုမြတ်စွာဘုရားဟောထားတဲ့လက်ကမ်းကြီးဥပမာနဲ့ကာနာကစ္စပောပမာဆိုတဲ့သုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတစ်ကောင်ရဲ့အနေအထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့နိုင်ကျင့်ဖို့ရကံကုန်ခံစားဖို့ရဒါပဲသူရှိတယ်မှန်ပါဗျာအဲ့ဒီစားဖို့အတွက်တဏှာလောဘဖြစ်နေတယ်ရံပြူတာကိုယ်လာရံပြူတာတို့အဲ့ဒါတွေနဲ့အမြဲတမ်းကြုံနေရတော့သူဒေါသနဲ့အမြဲတမ်းရှိနေကြောက်တာလဲဒေါသပဲဥပမာချင်းသေးကကျွဲတွေကြိုက်တဲ့ဆိုရင်ကျွဲကိုဖမ်းတယ်ဆိုရင်ချင်းသေးကလည်းဒေါသပဲကျွဲကလည်းကြောက်လို့ပြေးရင်ဒေါသပဲမှန်ပါဗျာသူတို့ဟာစားဖို့ရလဲလောဘဖြစ်ရတယ်ဒီတကောင်းအတွက်မှလည်းပဲနိုင်ကျင့်ကြတာဆိုတော့ဒေါသတွေဖြစ်တယ်ဘာလောဘဒေါသမဖြစ်ဘူးဆိုတဲ့အချိန်မှလည်းပဲအမှန်တရားကိုသိနိုင်စွာမရှိလို့မောဟတွေကလွှမ်းမိုးနေတယ်မှန်ပါဗျာအိဋ္ဌာရဲ့စားရရဲ့ကာမဂုဏ်ခံစားရရဲ့ဆိုတဲ့အကုသိုလ်တရားတွေနဲ့တဘောအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဖို့ဟာသူတို့မှာဒါနကောင်းမှုဆိုလဲဘယ်လိုမှမရှိနိုင်ဘူးနော်ကိုချင်းသီလဆိုလဲဘယ်လိုမှမရှိနိုင်မရှိနိုင်သည့်အတွက်ကြောင့်သူတို့ရှုထောင့်ကနေကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့အလုံးခက်တယ်ဆိုတာဟုတ်ပါတယ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်နှိုင်းရှင်ကြည့်ရမယ်မှန်ပါဗျာဥယျာဉ်ချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တရိษံတွေက species မျိုးစားတွေအများကြီးရှိတယ်မှန်ပါဗျာငါးတကောင်ရဲ့မွေးဖွားနှုန်းကိုကြည့်ပေါ့ငါးတကောင်ဟာဥတန်ပေါင်းများစွာရှိတယ်လူတစ်ယောက်ရဲ့မိခင်ရဲ့ကိုယ်ထဲမှာဘယ်လောက်တည်းတည်နိုင်တော့နော်မွေးဖွားနိုင်တော့လွန်နေတယ်လေမှန်ပါဗျာအဲ့တော့တရိษံတွေရဲ့မွေးဖွားနှုန်းလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လူရဲ့မွေးဖွားနှုန်းကလွန်နေတယ်မှန်ပါဗျာလွန်နေတော့မမွေးဖွားပဲနဲ့လူကဖြစ်မှာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီရှုတော့ကကြည့်ရင်လည်းပဲလူဖြစ်ဖို့တော့ခက်ခဲတယ်မှန်ပါဗျာအခုခေတ်ဆိုရင်တော့ပို့ပြီးတော့လူဖြစ်ဖို့ခက်ခဲလာတယ်ဘာကြောင့်လဲဆိုရင်လက်ခံတဲ့လူကနည်းလာမှန်ပါဗျာတားဆီးတဲ့ပုဂ္ဂိုလ်တွေကများလာမှန်ပါဗျာလာခြင်းတော့လဲလာလို့မရအောင်တားတဲ့စနစ်တွေပေါ်လာမှန်ပါဗျာတော့ဘာနဲ့တူလာတော့ဆိုရင် immigration နဲ့ဟိုလာတဲ့နေရာဗီဇာထုတ်မပေးတာနဲ့သွားတူတယ်မှန်ပါဗျာဒီကလည်းအဝင်မခံဘူးမှန်ပါဗျာဟိုကလည်းဟိုဗီဇာမပေးဘူးဆိုရင်ရောက်လာဝဲရတော့ခက်တယ်လေမှန်ပါဗျာအဲ့တော့ဘယ်ရှုတော့ကကြည့်တရိษံတွေရဲ့ဥယျာဉ်နဲ့ကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့ခက်ခဲတယ်လို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဒီလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဒါလက်တွေ့အပြင်လက်ခံနိုင်ပါတယ်မှန်ပါဗျာဘယ်လောက်ထိခက်ခဲပါသလဲလို့ဆိုတော့ခုနကတရိษံတကောင်လူဖြစ်ဖို့ကြတော့သူကလူဖြစ်စေတတ်တဲ့ဒါနသီလဆိုတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာသူ့ဘဝမှာအလုံးကိုခက်ခဲတာမှန်ပါဗျာအဲ့ဒါမှမရှိလို့ရှိရင်သူကဘယ်လိုလုပ်လူဖြစ်မလဲအဲ့ကြောင့်မို့သူ့ရဲ့တသက်တာကာလအသက်တန်းကလည်းဆိုပါစို့တရိษံတွေတော့မျိုးမျိုးရှိမှာပေါ့ခွေးတွေဆိုလို့ရှိရင်အသက်စိတ်တဲ့ကြောမှမထင်ပါဘူးမှန်ပါဗျာမှန်ပါဗျာအဲ့ဒီကောင်တွေရဲ့အများစုကိုကြည့်လိုက်မယ်ဆိုရင်ခုနလိုလောဘတွေဒေါသတွေမောဟတွေနဲ့ပဲသူတို့ဘဝဆုံးသက်သွားတာဆိုလူဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုမှာသူတို့လုပ်ဖို့ဆိုတာအမှန်တမ်းခဲရင်တယ်မှန်ပါအကြောင်းတရားခဲရင်သည့်အတွက်ကြောင့်သူတို့ဟာလူဖြစ်ဖို့ခဲနေတယ်လို့ပြောမှန်ပါဗျာဘယ်လိုလုပ်ရင်လူဖြစ်ပါသလဲလို့ဆိုလို့ရှိရင်လူဖြစ်ဖို့ကြတော့ခုနပြောတယ်ဌာနကောင်းမှုရင်လည်းလုပ်ရမယ်သီလရင်လည်းစောင့်တည်ရမယ်မှန်ပါဗျာကိုချင်းသီလဆိုတာအကျဉ်းတရားတို့မေတ္တာတို့ကိုအခြေခံတာဖြစ်တယ်မှန်ပါဗျာတစ်ဖက်သားကိုမထိခိုက်စေတဲ့အရာဖြစ်တယ်မှန်ပါဗျာဒါနဆိုတာကြတော့အများကိုစာနာထောက်ထားတယ်မှန်ပါဗျာအများကို
ပေါ်မှာမေတ္တာထားတယ်အဲ့တော့အဓိကကတော့အကျဉ်းနာနဲ့မေတ္တာဒီလူဖြစ်ဖို့ရာအတွက်ဒါတော်တော်ကိုအရေးကြီးတဲ့အရာပေါ့နော် မှန်ပါဗျာ တန့်စင်တဲ့မေတ္တာနဲ့အကျဉ်းနာတရားတွေပေါ်မှာအခြေခံပြီးတော့ဒါနကောင်းမှုသီလကောင်းမှုလုပ်လို့ရှိရင်တော့လူဖြစ်ပါ မှန်ပါဗျာ နတ်ဖြစ်တာလည်းပဲအဲ့ဒီတိုင်းပဲမြတ်စွာဘုရားကတော့တာမန်ဒါနသီလလုပ်တဲ့ပုဂ္ဂိုလ်တွေကလူဖြစ်တယ်တဲ့အထက်တန်းကြလောက်အောင်စောစောပြည့်ပြည့်လုပ်တဲ့ပုဂ္ဂိုလ်တွေကလူထဲမှာတောင်မှပဲသူတို့ကတထေးစေချွဲလူကိုအစိုးရတဲ့မင်းမျိုးတွေဖြစ်တယ် မှန်ပါဗျာ နတ်ကြတော့လွန်လွန်ကဲကဲဒါနသီလလုံးမှနတ်ဖြစ်တယ်လူတွေလှုပ်ထားတယ်ပို့ပြီးတော့သူတို့ကသာလွန်တယ်လို့ပြောတယ်မြတ်စွာဘုရားဟောတဲ့ထဲမှာဆိုရင်ဘယ်တော့မှစိတ်မဆိုးတဲ့လူတယောက်အမျိုးသမီးတယောက်ဟာလည်းပဲလူဖြစ်တယ်ဟုတ်နတ်ဖြစ်တယ်ပေါ့လူဘဝမှာသူကစိတ်မဆိုးအောင်နေတယ် မှန်ပါဗျာ နောက်တယောက်ကတော့ဘာလိလာတောင်းနည်းနည်းလေးဖြစ်စေလှူတယ် မှန်ပါဗျာ ပြီးတော့ဘယ်တော့မှလိမ်မပြောဘူးအမှန်တရားကိုပြောတယ်ဆိုတဲ့အကြောင်းတရားလေးတွေနဲ့လည်းပဲနတ်ဖြစ်တာရှိတယ် မှန်ပါဗျာ အဲ့တော့ဆိုလိုတာကတော့ကုသိုလ်ကောင်းမှုရှိရင်နတ်ဖြစ်နိုင်တယ်လို့ပြောမှာ မှန်ပါဗျာ ဘာတွေလို့ရင်ပြမဖြစ်တယ်လဲဆိုတာကြတော့ तू ကသမထကျင့်စဉ်ကိုကျင့်ရမှာ तू မှန်ပါဗျာ တမာတိကိုပေါ့ပေါ့ရောက်ရောက်အောင်မြင်နေထီအောင်လူတွေရဲ့ဒီမျက်စိနာနာလက်ရကာယနေပြီးတော့လူတွေမှာဖုံးတို့အခုပြောကြတယ်ပါကြတယ်ဆိုတာမျက်စိကနှစ်သက်စရာအာယုံကိုကြည့်ပြီးပြောတယ် မှန်ပါဗျာ နားကตาရတဲ့အတန်ကိုနားထောင်ပြီးပြောတယ်ဟုတ်တ မှ ယ် န်ပါဗျာမှန်ပါဗျာ နှာခေါင်းကငွေ့ကြိုက်တဲ့အနံကိုနမ်းရှုပြီးပြောတယ်လျှာကကောင်းတဲ့အရာကိုတရက်ပြီးတော့ပြောတယ် မှန်ပါ အဲ့ဒီကာမဂုဏ်အာယုန်နေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်တွေကတပိုင်းပြမဖြစ်သွားရင်အဲ့ဒါတွေကိုဆွန့်လွှတ်ရ မှန်ပါဗျာ ဆွန့်လွှတ်ပြီးတော့သူတို့ကငြိမ်းချမ်းတဲ့တမာတိစွမ်းအားနဲ့တည်ကျိန်တဲ့အာယုန်တစ်ခုပေါ်မှာအခြေခံပြီးတော့သမထကျင့်စဉ်ကိုကျင့်တယ် မှန်ပါဗျာ ဒီကာမဂုဏ်အပျော်တွေကနေထွက်ပြီးတော့ဒီတဲ့အစင်းမြင့်နဲ့ငြိမ်းချမ်းတဲ့အပျော်ပေါ့ မှန်ပါဗျာ တရားနဲ့ပြောတယ်လို့ဆိုပါစို့ မှန်ပါဗျာ အဲ့ဒီလိုတရားကျင့်နိုင်ပြီးတော့သမထကျင့်စဉ်အဆင့်ဆင့်သူ့အဆင့်လိုက်အောင်မြင်မှဖြစ်မှာဆိုတာဖြစ်တယ် မှန်ပါဗျာ နော်လူတွေမှာအရေးအတွက်ရှိသလိုနတ်ပြမနဂါဘလူတွေမှာအရေးအတွက်အကန့်အသတ်ရှိပါသလားအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာတော့မရှိဘူး မှန်ပါဗျာ နော်အကန့်အသတ်ဆိုတာမရှိဘူးအကန့်အသတ်ဆိုတာဘယ်လောက်ပဲရှိရမယ်ဆိုရင်ဒီလိုကန့်သတ်တာ မှန်ပါဗျာ လူတွေမှာလည်းပဲအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာကဟိုကနန်းအနေနဲ့ပြောမယ်ဆိုရင်ဘယ်လောက်ပဲသူကရှိတယ်ဆိုတော့အကန့်အသတ်တော့မရှိပါဘူး မှန်ပါဗျာ ဘုံမှတ်မိသတော့ပြောရမယ်ဆိုရင်ဘုံတိတက်တဲ့အရွယ်နောက်ပိုင်းမှာလွတ်လပ်ရတဲ့အချိန်ပိုင်းမှာဆိုရင်ပမပြည်ရဲ့လူကြီးက28တန်းပဲရှိတယ် မှန်ပါဗျာ နော်28တန်းပဲရှိတယ်ခုတန်းပေါင်း50ကျော်60နီးပါးကဖြစ်လာတယ် မှန်ပါဗျာ အဲ့တော့အရေးအတွက်ကတော့ဒါတကောင်စရင်မှန်လို့ရှိရင်တော့မှန်မှာပေါ့နော် မှန်ပါဗျာ အရေးအတွက်ကအဲ့ဒါလိုပဲနတ်ဖြစ်ပါတွေကလည်းပဲကုသကောင်မှုလုပ်တဲ့လူတွေများလာလို့ရှိရင်နတ်တွေအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ တရားကျင့်တဲ့ပုဂ္ဂိုလ်တွေများလို့ရှိရင်လည်းဗြဟ္မာအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ နော်နဂါဖြစ်စေတတ်တဲ့ဒီနဂါဆိုတာတော့စတုမာရိနတ်ထဲပါတယ်နဂါရှိတယ်တိရိစ္ဆာန်နဂါရှိတယ် မှန်ပါဗျာ အဲ့တော့တိရိစ္ဆာန်ကတော့မကောင်းတာတွေလုပ်လို့ဒေါသအကြီးတဲ့ပုဂ္ဂိုလ်တွေကနဂါဖြစ်တယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေကဘလူဖြစ်တယ်ပေါ့ မှန်ပါဗျာ အဲ့ဒီနဂါတို့ဘလူတို့ကြတော့စတုမာရိဘုံထဲမှာအဝိနဲ့နဂါဘလူလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါတွေကြတော့ကုသိုလ်တစ်ပိုင်းပါတယ်ပေါ့နော်ကုသိုလ်လုပ်တာတွေပါတယ် မှန်ပါ အဲ့တော့သူတို့မှလည်းပဲဥယျာအတိုးအယုတ်တော့ရှိတယ်ဘယ်လောက်ပဲရှိရမယ်ဆိုတဲ့အကန့်အသတ်တော့မရှိပါ မှန်ပါဗျာ ဘူးနော် မှန်ပါဗျာနောက်တစ်ခုကတပည့်တော်တို့ကြားဦးတာဒီဟောမြတ်စွာဘုရားဟောကြားတယ်လို့ကြားဦးတာပဲ तू ကမြေကြီးပေါ်ကမြေမှုန်တချို့လက်သေးကုံပေါ်တင်ပြီးတော့မေးတာပေါ့မြေမှုန်တွေကပုံဒီကဘာမြေကြီးကမြေမှုန်ကပုံများသလားလက်သေးပုံကမြေမှုန်ကပုံများသလားမေးတာအဲ့တော့ तू ပြောတဲ့ဥစ္စာမှာလည်းပဲလူပြန်ဖြစ်တဲ့လူတွေကနေလူပြန်ဖြစ်တဲ့အရေးအတွက်ကဒီရောလူတွေကငကိုရှိပြီးသားလူတွေကကဘာမြေကြီးလောက်ရှိရဆိုလူပြန်ဖြစ်တဲ့အရေးအတွက်ကလက်သေးကုံပေါ်ကမြေမှုန်လောက်ပဲဖြစ်တယ်လို့တပည့်တော်တို့ဖတ်ဘူးတယ်အဲ့ဥစ္စာမှန်ပါသလားဗျာ အဲ့ဒီဥပမာတော့တခြားနေရာဟောတာပါမြတ်စွာဘုရား မှန်ပါဗျာ နော်တခြားနေရာဆိုတာသစ္စာလေးပါးသိသူမသိသူအဲ့လောက်ထိအောင်ပမာဏကွာခြားတယ်လို့သူတို့ဆိုလိုတာပေါ့ မှ နော် န်ပါဗျာမှန်ပါဗျာ လူဖြစ်ပြီးတော့လူသေးပြီးတော့လူပြန်ဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ကမ္ဘာလောကကြီးမှာဒီ
လုတ်ကတင်းချိုင်ချင်းနေနဲ့မသားရတဲ့တောတောင်ဒီနဲ့သားရတဲ့ပန်းဥယျာဉ်နေနဲ့ဖះများတယ်ဆိုတဲ့ဥပမာနဲ့ပဲဖះဟောတယ် မှန်ပါဗျာ နော်အဲ့တော့တောတောင်တွေကသားရတဲ့နေရာအမတမနဲပြီးမသားရတဲ့နေရာအလူသွားလို့ဝင်လို့မရတော့ရှုပ်ထွေးတဲ့နေရာတွေကများတယ်ပေါ့နော်ဥယျာဉ်နေနဲ့ဗိမာန်နေနဲ့သားရတဲ့နေရာကနဲတယ်ပေါ့ မှန်ပါဗျာ နောက်ပြီးတော့သစ္စာလေးပါးသိသူမသိသူဟိုလည်းပဲအဲ့မြေကြီးပေါ်မှာတင်ပြီးတော့မြတ်စွာဘုရားလက်သေးပေါ်မှာတင်ပြီးတော့နခတိခတုတ်လို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒီတုတ်တံမှာအဲ့လိုလူဦးရေနဲ့ပတ်သက်ပြီးခေါ်တာတော့အဲ့လိုခေါ်တာမဟုတ် မှန်ပါဗျာ ကန္နကိစ္စဘောပေါ်မှာတုတ်မှာ တင်ပါဗျာ လိတ်ကန်းကြီးတစ်ကောင်ဟာလိတ်ဆိုတဲ့အကောင်ကပင်လယ်ထဲမှာပင်လယ်လိတ်ပေါ့နော် မှန်ပါဗျာ ပင်လယ်ထဲမှာကျမ်းပြင်အောင်မှာရှောက်သွားနေနှစ်ပေါင်း100ကြာမှပင်လယ်ရေမျက်နှာပေါ်တက်ပြီးတော့အသက်ရှူတယ် မှန်ပါဗျာ အနှစ်100မှအသက်ရှူတယ်အဲ့ဒီမှာပင်လယ်ထဲမှာလှိုင်းပုတ်လို့မျောနေတဲ့တဘိုးကြီးကအပေါက်တစ်ပေါက်ထဲပါတယ် မှန်ပါဗျာ အပေါက်တစ်ပေါက်ထဲပါတဲ့တဘိုးကြီးနဲ့ခုနလေကြီးကခေါင်းပြူလိုက်တဲ့ပင်လယ်ပေါ်မှာခေါင်းပြူလိုက်တဲ့အချိန်လေးမှာသူ့ခေါင်းနဲ့ဒီတဘိုးသားတော်ကြီးရဲ့အပေါက်နဲ့အကြဆွတ်ပြီးဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ခက်ခဲတယ်ပေါ့နော် မှန်ပါ အဲ့တော့တိရစ္ဆာန်ဘဝရောက်သွားတဲ့တိရစ္ဆာန်တစ်ကောင်ဟာလူဖြစ်ဖို့ခဲနေတယ်လို့အဲ့လိုခေါ်တယ်အဲ့ဒါ မှန်ပါဗျာတင်ပါဗျာ အဲ့ဒီပုံစံနဲ့ခေါ်တာနော် တင်ပါဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့နတ်တွေနဲ့ဂျမာတွေနဲ့ကဘလို့တကိုးရှိပါလဲရှင်ဗျာဘာတွေရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာနဲ့က နတ်နဲ့ပြမတွေကအကြောင်းတရားလုံးကြတာချင်းဆိုရင်နတ်ကဒါနနဲ့သီလပဲလုပ်တယ် မှန်ပါဗျာ ပြမကြတော့သမထချင်းစဉ်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့ မှန်ပါဗျာ သူကအသက်ပိုးရှည်တယ်နော်ဘဝမှာအသက်ပိုးရှည်တယ်နတ်တွေတဲ့စာပေါင်းများစွာအသက်ရှည်တယ်ကဘာချီပြီးတော့အသက်ရှည်တယ် မှန်ပါဗျာ ပြီးတော့အစွမ်းတကိုးကြတော့လေနတ်တွေတဲ့ပို့ပြီးတော့အစွမ်းတကိုးကြီးတယ် မှန်ပါဗျာ ကြီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟိုတောက်ပမှုကနတ်တွေတဲ့အဲဆိုတာလုံးနေပေါ့ မှန်ပါဗျာ အဲ့တော့တကူလို့ဆိုဒီမှာသူတို့ရဲ့စွမ်းဆောင်မှုကိုပြောတာ မှန်ပါဗျာ စွမ်းဆောင်မှုကိုပြောတာ မှန်ပါဗျာ အဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကြွားချသည့်အတွက်ကြောင့်နတ်တွေရဲ့အစင်လာမှုလှပတဲ့အာယုန်တွေတွေ့ရှိရမှုဒီအတန်တွေကြားရမှုအနံ့တွေရှူရမှုအရသာခံစားရမှုအထီးတွေ့ကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုစွမ်းကိုဒီရှိရအာယုအနဒုက္ခပလပေါ့နော် မှန်ပါဗျာ အဓိပတိယလို့ဆိုတဲ့အစိုးရမှုအဲ့ဒီအတိုင်းတာတွေကများစွာကွာခြားကြတယ် မှန်ပါဗျာ ဥပမာမဲ့လူချင်းပြောရမယ်ဆိုလို့ရှိရင်ပတ်စံရှိတဲ့လူနဲ့မရှိတဲ့လူဟာဘာကွာခြားလဲအဲ့ဒါလေအလုပ်တစ်ခုလုပ်တာကိုစွမ်းတကူလို့ပဲခေါ်တာပဲ မှန်ပါဗျာ ပတ်စံရှိတဲ့လူကဟုတ်လားကိုချမ်းသာအောင်နေနိုင်တယ် မှန်ပါဗျာ ဟိုစီးတဲ့ရင်ပဲဖြစ်စေနေထိုင်တာပဲဖြစ်စေပတ်စံရှိတဲ့လူကအားလုံးဘယ်တော့မှချမ်းသာတယ် မှန်ပါ အကုန်လုံးနိုင်တယ်ပတ်စံမရှိတဲ့လူကအဲ့ဒါတွေအတွက်သူခက်ခဲတယ် မှန်ပါဗျာ အဲကြောင့်မို့နတ်နဲ့ပြမနဲ့ကလည်းပဲစွမ်းကိုချင်းမတူကြဘူးပေါ့နော် မှန်ပါ စွမ်းကိုချင်းမတူဘူးအချိန်ဟွာချင်းနေတဲ့ထိုင်တဲ့အဆင့်တန်းချင်းနဲ့မတူဘူးဆဲသားနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကနေထိုင်ရတာအဆင့်တန်းချင်းမတူဘူးစားသောက်ရတဲ့အဆင့်တန်းမတူဘူး အဲ့တော့နတ်တွေမှာကြတော့နတ်အထီးတို့နတ်သမီးတို့ရှိပြီးတော့ဂျမာတွေမှာကြတော့ဂျမာအမျိုးသားအမျိုးသမီးကွဲပါလားရှင်ဗျာ အမျိုးသားအမျိုးသမီးခွဲခြားမှုဟာသူက sense pleasure နဲ့သက်ဆိုင်သွားတယ်သူက မှန်ပါဗျာ အမျိုးသားကအမျိုးသားချင်းကြည့်နေရရင်တိတ်ပြီးတော့ဟိုရမယ်ကိုယ်နဲ့မတူတဲ့အရာကို तू ကကြည့်ရမှာမျက်စိက မှန်ပါဗျာ အတန်လည်းတူတူပဲအမျိုးသမီးအတန်အနံ့လည်းပဲတူတူပဲအရသာအထီးတွေ့ဆိုတာမတူကွဲပြားတဲ့ sense of pleasure တွေရှိတယ် မှန်ပါဗျာ မြမာတွေကြတော့အဲ့ဒါတွေကိုဖယ်ရှားပြီးမှသူတို့ကဇန်တရားကိုရနိုင်တာ မှန်ပါဗျာ ဆိုတော့ဟိုဘက်ကန်းသွားခြင်းလို့ရှိရင်ဒီဘက်ကန်းကိုလက်ဆွမ်းရမယ် မှန်ပါဗျာ ဒီဘက်ကန်းခွာရမယ် မှန်ပါဗျာ မြမာဖြစ်ဖို့ဆိုတာဒီအဲ့ဒီကာမဂုဏ်အာယုန်တွေကိုခွာရမယ်သူက မှန်ပါမှန်ပါဗျာ မျက်စိကနေကြည့်ပြီးတွေ့တာမှုတွေနာအဲ့ဒါတွေအကုန်လုံးလွှတ်ရတယ်သူကစိတ်တစ်ခုတည်းကနေပြီးအာယုန်တစ်ခုပေါ်မှာတည်ငြိမ်အောင်ကြိုးစားတာဆင်တန်းတာกว่าသွားကြတယ်ဒါကြောင့်မို့လို့မြမပြေရောက်တဲ့အခါမှာသူကကာမဂုဏ်အာယုန်ခံစားဖို့ဆိုတာမဟုတ်တော့ပဲနဲ့နှလုံးသားထဲမှာတည်ငြိမ်အေးချမ်းမှုကိုအဓိကထားတာဖြစ်လို့မြမမှာအဖို့မှမရှိဘူး မှန်ပါဗျာ နတ်တွေကြတော့ကာမဂုဏ်အာယုန်ခံစားတာဖြစ်သောကြောင့်သူတို့မှာအဖို့မှရှိနေတယ် တင်ပါဗျာ အ
အဖိုးကလည်းအမနဲ့မှပြောတယ်အမကလည်းအဖိုးနဲ့မှပြောတယ် တင်ပါဗျာ ဒါမှပြည့်စုံတယ်လို့ဖြစ်တာပေါ့ မှန်ပါဗျာ နော် မှန်ပါဗျာ ဟိုကြတော့သူကအဲ့ဒီကာမဂုဏ်အာယုန်တွေကိုခွာပြီးမှရတဲ့နေရာဖယ်ရှားပြီးမှရတဲ့နေရာဆိုတော့သူတို့မှအဖို့မှမဖြစ်တော့ မှန်ပါဗျာတင်ပါဗမာဘုံထဲမှာရုပ်ကြီးပဲရှိရဲ့ဗမာဘုံနဲ့နိုင်ကြီးပဲရှိရဲ့ဗမာဘုံရှိရဲ့လို့ကြားဥပါတယ်ရှင်ဗျာအဲ့တော့ဗမာတွေကနတ်ထက်တောင်အစွမ်းရှိရဲ့အစင်းမြင့်တယ်လို့လည်းဖုံဖုံကဟောတော့ဒီလိုရုပ်ကြီးပဲနိုင်ကြီးပဲရှိရဲ့ဗမာတွေကသူတို့ကဘလို့တွေအစွမ်းရှိပါသလဲဘာကြောင့်သူတို့ကရုပ်ကြီးပဲနိုင်ကြီးပဲရှိနေပါသလဲဗျာရုပ်ကြီးပဲရှိရဲ့ဗမာရောနန်ရှိအောင်ဖန်ဆင်းလို့မရဘူးလားနိုင်ကြီးပဲရှိရဲ့ဗမာရောဒီရုပ်တွေပါရှိအောင်ဖန်ဆင်းလို့မရနိုင်ဘူးလားရှင်ဗျာ ဒါသူတို့ရဲ့ဆန္ဒပါ မှန်ပါဗျာ ရုပ်ချိနော်ရုပ်ကြီးမဟုတ်ပဲနဲ့ရုပ်ချိရုပ်တက်လို့ဆိုလို့တယ် မှန်ပါဗျာ ရုပ်တက်တာရှိတဲ့ဗမာပုံရဲ့နံတက်တာရှိတဲ့ဗမာပုံရဲ့လို့နှစ်ခုကွဲတယ်ရုပ်နဲ့နှစ်ခုပေါင်းစပ်ထားတဲ့ဗမာပုံရဲ့သုံးမျိုးရှိတယ် မှန်ပါဗျာ နော်ရုပ်တက်တာရှိတဲ့ဗမာပုံကသူတရားကျင့်တဲ့အချိန်ကသူဆန္ဒအရောက်သူကဘယ်လိုဆန္ဒရှိတာတုံးဆိုသူတမထကျင့်စဉ်အောင်ပြီးတဲ့အခါမှာသူစဉ်းစားတယ်နန္တရားရှိနေလို့စိတ်ရှိနေလို့စိတ်ကဟိုအလုံးချင်တယ်ဒါလုံးချင်တယ်ဘာလုံးချင်တယ်ဆိုဒီစိတ်ကိုထိန်းရတာပေါ့မှာသူကစိတ်ကိုအပြစ်မြင်တယ် မှန်ပါဗျာ စိတ်မရှိရင်ကောင်းတယ်ကွာရုပ်တက်ပဲရှိတာကောင်းတယ်ရုပ်ကြီးဆိုရင်ဘာမှမသိတော့အေးရောစိတ်ကသိနေပြီးတော့ဟိုကလိုချင်ဒါလိုချင်ဟိုကဖြစ်ချင်ဒါဖြစ်ချင်ဒီစိတ်ဟာအတော်ဆက်ဆုပ်စရာကောင်းတယ်ဆိုစိတ်မဖြစ်ချင်တဲ့ဆန္ဒကြောင့်သူကရုပ်တက်သွားဖြစ်တယ် မှန်ပါဗျာ နန္တက်ရှိတဲ့ပြမလည်းထို့တူပဲရုပ်ရှိနေရင်ခေါင်းကပ်ရမယ်ဖိုက်နာရမယ်တခုတော့ရုပ်ကဒုက္ခပေးနေတယ်ပေါ့နော် မှန်ပါဗျာ ရုပ်မရှိရင်စိတ်ကြည်ဆိုရင်ဘာမှအထိခိုက်နေတာမရှိဘူးစိတ်ကြည်ရှိနာမ်ကြီးရှိတာကောင်းတယ်လို့သူဆန္ဒချောင်းမလို့သူကနာမ်ကြီးရှိတဲ့ပြမနန္တက်တာရှိတဲ့ပြမဖြစ်တယ်ပြမရီဆိုတာတတ်တည်တဲ့အစင်းမြင့်တဲ့လို့ကြားရတယ်ဆိုတော့အစင်းမြင့်တဲ့ဆိုတာခုနပြောတယ်လို့ပဲကာမဂုဏ်အာယုန်နေနဲ့မျက်စိကကြည့်နားထောင်ပြီးတော့ဒီခါရမှချမ်းသာတဲ့ဟာမျိုးမဟုတ်ဘူးသူတို့က မှန်ပါဗျာ ဘာမှကြည့်ရှုနားထောင်နေတာမဟုတ်ပဲနဲ့အတွင်းစိတ်ဓာတ်မှာတမာတိစွမ်းအားလေးနဲ့သူတို့ကအာယုန်လေးတစ်ခုပေါ်မှာတည်ငြိမ်စွာနေတဲ့ချမ်းသာဒုက္ခကိုသူတို့ကယူတာ မှန်ပါ တမာတိဒုက္ခပေါ့နော် မှန်ပါဗျာ ရုပ်တက်တာရှိတဲ့ပြမနန္တက်တာရှိတဲ့ပြမတွေကဘလို့အစွမ်းရှိတယ်လဲလို့ဆိုရင်သူတို့ရဲ့အစွမ်းဆိုတာဟာလောက်ထားတဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ရဲ့ဘဝမှာအေးချမ်းမှုအနှောက်အယှက်ကင်းမှုသူ့ရဲ့တက်တန်းအတိတက်တန်းရှိကြဆိုတာနေထိုင်ရမှုဆိုတာတွေတော့ရှိ နောက်ထပ်မေးခွန်းတစ်ခုကတော့ဝတ်ဆိုတာအမြဲတမ်းလဲပါလားရှင်ဗျာဝတ်မလဲဘဲနဲ့ပဲနိဗ္ဗာန်ရအောင်ရောလုပ်လို့ရပါသလားနောက်တစ်ခုကအဟောတိကံဆိုတာရောဘာပါလဲရှင်ဗျာ အဲ့မှာဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ် မှန်ပါ ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျိုးအောင်လုပ်လိုက်ရင်ကိုချီကျိုးတယ် မှန်ပါဗျာ အဲ့ဒါကိုဝတ်လဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ် မှန်ပါဗျာ ဝတ္တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူက မှန်ပါဗျာ ဝတ်က၃မျိုးရှိတယ် မှန်ပါဗျာ ကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုတာလဲပတ်ပြီးဖြစ်တာအကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာ မှန်ပါဗျာ ဥပမာဘဝကြီးဆိုဘုန်းတို့လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ် မှန်ပါဗျာ ညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလဲပတ်နေတာပဲလေ မှန်ပါဗျာ လဲပတ်မှုကိုဝတ္တလို့ခေါ်တယ် မှန်ပါဗျာ အဲ့တော့ဘာဒီလဲပတ်တာတော့ဆိုရင်ရှင်တွေကလိုချင်တဲ့စိတ်တွေဖြစ်တယ် မှန်ပါ ကိလေသာ မှန်ပါဗျာ လိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံ ကံတင်ပါ ရလာတဲ့ဝိပါကအကျိုး မှန်ပါဗျာ လိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်ကြိုးစားပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလည်းပတ်နေတာဟိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုတော့ဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီထဲကလုပ်ရတယ်သူက မှန်ပါဗျာ ဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတွေကထွက်သွားပြီသူက မှန်ပါဗျာ ဒီထဲမှာသူကလုပ်လို့ရတယ်ဝတ်မလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲမှာ မှန်ပါ ဝတ်လဲတယ်ဆိုတာဗမာတွေနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိလေသာရှိရင်ကံဆိုတဲ့အလုပ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်အဲ့ဒီအကြောင်းအကျိုးဟာလည်းပတ်နေတယ်လို့ဆိုလို့တယ်နော်
အဲ့ဒီလက်ပတ်မှုကိုရက်တော့အောင်လုံးမနေပါရအဲ့တော့ရက်တော့အောင်လုံးတယ်ဆိုတာဒီဝတ်ထဲမှာပဲလုံးလို့ရတယ်ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ် မှန်ပါဗျာ ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရော မှန်ပါဗျာ ကိလေသာនិရောဓိကမ္မនិရောဓကိလေသာငြိမ်းမှကံငြိမ်းတယ် မှန်ပါဗျာ ကိလေသာငြိမ်းသွားရင်ကံငြိမ်းသွားတယ်ကံငြိမ်းသွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူး မှန်ပါဗျာ အဲ့ဒါနေပါရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တာပြောတာ မှန်ပါဗျာ expire ဆိုတာဆေးပစ္စည်းနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူက expire ဖြစ်တာ မှန်ပါဗျာ ဘာပစ္စည်းပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာ မှန်ပါဗျာ ဒါအဟောတိကံရဲ့အဓိပ္ပာယ်ကကံအနေနဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုံသွားပြီလို့ဆိုလို့တယ် မှန်ပါဗျာ ကံရဲ့စံတတိတစ်ခုကုံသွားပြီ မှန်ပါဗျာ ကံကိုသူကသတ်မှတ်ထားတာရှိတယ်ကံတစ်ခုလှုပ်လို့ရှိရင်ဒီဘဝမှာအကျိုးပေးတဲ့ကံကိုဒိဋ္ဌဓမ္မဝိရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ် မှန်ပါဗျာ နောက်ဒုတိယဘဝမှာအကျိုးပေးမဲ့ကံကိုဥပပစ္စဝိရဏိယလို့ခေါ်တယ် မှန်ပါဗျာ နောက်တင်းတော်တဲ့ဘဝတစ်ခုမှာအကျိုးပေးမဲ့ကံမျိုးကိုဒီအပရပရိယဝိရဏိယကံလို့ခေါ်တယ်အဲကံသုံးမျိုးဒီဘဝမှာအကျိုးပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့ရမှာမထုတ်လို့ဘူးဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အဲကံအဟောတိဖြစ်သွား အဲ့ဆိုအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေ နှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ် မှန်ပါဗျာ ဥပမာတစ်ခုဘုန်းကနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်မဟုတ်လား ကြားပါဗျာ အဲ့ဒီအင်္ဂုလိမာလာလူတွေတတ်ထားတဲ့ပါဏာတိပတ္တကံ မှန်ပါဗျာ သို့တော့ကိလေသာတွေကို तू ပယ်လိုက်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲအကျိုးပေးနိုင်တယ် तू ကနောက်ဘဝဆိုမရှိတော့ မှန်ပါဗျာ သူကဘာလို့ကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူမှမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူ့လှုပ်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွား အဲ့ဒါဆိုရင် तू ကဒီဘဝမှာပဲ तू ရဟန်းပြုရင်အချိန်တော့ခဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲ အဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ် တင်ပါဗျာ ပြီးသွားတယ်ဟိုအမျိုးလို့ပေါ့တကြောင်းကြာမှာလူငိမ့်ချမ်းသာခွင့်နဲ့တရက်လောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံနဲ့ကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားကအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းစပ်မှသူကအကျိုးပေးတာမျိုးစေ့ပေါက်တာပဲချိနေမြေနဲ့ရေနဲ့တွေ့ပါပေါက်တာမဟုတ်လား မှန်ပါဗျာမှန်ပါ မြေနဲ့ရေနဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစေ့ကပေါက်တော့ဘူးလေ တင်ပါဗျာမှန်ပါ အဲ့ဒါလိုပါပဲဟောဒီ မှန်ပါဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလတွေမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတွေတတ်ခဲ့မိလို့ရှင်ရောငရဲကြီးပါလားရှင်ဗျာ ဘုရားဘာသာရဲ့အခြေခံလို့ဆိုကိုကျင်းသီလမှာမှန်တယ်၅ပါးသီလလုံးဝမယ်သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့အကျဉ်းနာမေတ္တာကိုခြေခံထားတယ်ပေါ့ဖက်သားကိုထိခိုက်မှုရှောင်တယ်ပေါ့နော်ဒီပါဏာတိပါဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ် မှန်ပါဗျာ ကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားဝါကတရားဝါလည်းဖြစ်ရမယ်တစ်တုံးကြီးလိုဟာမျိုးတရားဝါထည့်ပြီးလောက်တာမျိုးမဖြစ်အောင်ပေါ့တရားဝါလည်းဖြစ်တယ်တရားဝါမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သိစီလူတဲ့စိတ်လည်းရှိတယ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ် မှန်ပါဗျာ အဲ့ဒီ၅ခုအင်္ဂါရ၅ချက်ကြီးပဏာတိပါဒကံထိုက်တယ်လို့သူတို့ဆိုတယ် မှန်ပါဗျာ နော်အချက်၅ချက်ကြီးဖို့လိုတယ်ပေါ့နော် မှန်ပါဗျာ တရားဝါမှန်းလည်းကိုယ်သိတယ်တရားဝါလည်းမှန်တယ်တရားဝါမှန်လည်းကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ် မှန်ပါ တခုသိလည်းသိသွားတယ်ဆိုရင်ဒါပဏာတိပါဒကံထိုက်သွားပြီ မှန်ပါဗျာ ဒါတခုနော် မှန်ပါဗျာ အလူပြုတ်လို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတတ်ခဲ့ပြီးရင်အလူပြုတ်ရင်းနဲ့ဆိုတာတော့ဒါသူများကိုပေးခြင်းကမ်းခြင်းနဲ့ဆိုတာတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ် မှန်ပါဗျာ တရိษံတတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်ကတစ်ခု မှန်ပါဗျာ အဲ့ဒါကအလူပြုတ်လို့ရရဲ့ဆိုတော့ကောင်းတယ် မှန်ပါဗျာ အဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ် မှန်ပါဗျာ တရိษံတတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျဉ်းသားတရားတွေပြက်ကွက်သွားတယ် မှန်ပါဗျာ ကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလား
မှန်ပါဗျာ ဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတော့ကြတဲ့သူကကိုကျင်းစာတရားပြက်ကွက်သွားပြီ မှန်ပါဗျာ တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ် မှန်ပါဗျာ အဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အကောင်းပဲသို့တော့တရိษံကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြား မှန်ပါဗျာ အဲ့တော့တရိษံတတ်တဲ့ပြစ်မှုကြောင့်ငရဲကြည့်ပါသလားဆိုတော့သူ့ရဲ့စေရနာဇောတွေကတော့အပင်ငရဲကိုချစေနိုင်တဲ့ဟာတွေကြီးပဲအကုန်လုံး မှန်ပါဗျာ နော် မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်အလှပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တရိษံတက်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင် ဖြစ်တယ်ဒါမျိုးဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့ မှန်ပါဗျာ ရောထွေးနေလို့ခေါ်တယ် မှန်ပါဗျာ ဥပမာမဲ့ဇလန်နေရှိတယ် မှန်ပါဗျာ မုတ်ဆိုးတယောက်ဟာသားကောင်ကိုတတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲ မှန်ပါဗျာ ကြောင်ချဖို့လည်းဖြစ်ပဲပေါ့ မှန်ပါ ပိစိကဘုရားတပားနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ် မှန်ပါဗျာ သူကဒီဘဝမှာလာပြီးတော့ချွတ်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာကတခြားသူကတကန့်စီပဲမှတ်ရတယ်အဲ့ဒါမျိုးကြတော့ မှန်ပါဗျာ ဟိုဟာအတွက်ကဟိုဟာအကျိုးပေးမှာဒါအတွက်ကဒါအကျိုးပေး မှန်ပါဗျာ မတူနော် တင်ပါဗျာ စိတ်ကစိတ်ပဲ မူသာဝါဒကံထဲမှာစေးတိုင်းထွာတာဂုံးတိုက်တာတွေပါပါလားရှင်ဗျာ သူမူတာဝါဒကတတ်တစ်ခု မှန်ပါ ဆေးရတာကိုဖရုဒဝါစာလို့ခေါ်တယ်ဝစီကံ၄မျိုးရှိတယ် မှန်ပါဗျာ မူတာဝါဒကတော့အမှားကိုအမှန်လို့ပြောတာလို့အမှန်ကိုအမှားလို့ပြောတာလို့အဲ့ဒါကိုမူတာဝါဒလွဲမှားပြီးပြောတာမျိုး မှန်ပါဗျာ တစ်ဖက်သားကိုလွဲမှားစေတဲ့စိတ်နဲ့အမှန်မှားစေလို့တဲ့စိတ်နဲ့ပြောတာ မှန်ပါဗျာ ဆေးရတာကျတော့ဖရုဒဝါစာလို့ခေါ်တယ် မှန်ပါဗျာ ခုံးတိုက်တာကျတော့ပိတုနာဝါစာလို့ခေါ်တယ် မှန်ပါဗျာ အဲ့မှာနောက်တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေတမ္ဖပလာပကောင်းကျိုးချမ်းသာတွေကိုပျက်စီးစေတတ်တဲ့လောကမှာဘာအကျိုးမှမဖြစ်စေတတ်တဲ့ဒီကောင်းကျိုးချမ်းသာကိုဖျက်ဆီးတတ်တဲ့အပြောဆိုဒီကိုပြောလို့ရှိရင်ပညာရက်တွေလည်းပါမှာပေါ့နော်ဘာမှကောင်းကျိုးချမ်းသာမရတဲ့အပြောဆိုတွေပညာရက်တွေရောအကုန်လုံးတမ္ဖပလာပလို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒါတော့ဘာမှကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့ဟာမျိုး၄မျိုးရှိတယ်သူက မှန်ပါဗျာ နော် မှန်ပါအဲ့တော့အဲ့ဒီ channel 3မျိုးကမူသာဝါဒထဲမှာ၅ပါးသီလာထဲမှာမပါဘူးဆိုတော့ channel 3မျိုးလွတ်လို့ရှိရင်မူသာဝါဒကံလောက်မစိုးဘူးလို့ပြောချင်တာမျိုးလား အဲ့လိုမဟုတ်ဘူးသူကအဲ့လိုမဟုတ်ဘူးဒီ၅ပါးသီလလို့သတ်မှတ်ပေးထားတာကသူကဒုစရိုက်10ပါးကြတော့ဒါတွေကုန်ပါတယ် မှန်ပါဗျာ ဒုစရိုက်10ပါးဒါပါတယ်တချို့လည်းအဲ့ဒါကြံ့ကြံ့မှစောက်ပြီးတော့တွေးတဲ့လူတွေရှိတော့ပေါ့နော်၅ပါးသီလမှာသူရမေရိယပါတယ်ဒုစရိုက်10ပါးတဲ့ကြတော့သူရမေရိယမပါဘူးအဲ့တော့ဒုစရိုက်မဖြစ်ဘူးလို့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့နေရာမှာသူ့ရဲ့ဒီအစင်လာတစ်ခုရမြတ်စွာဘုရားတချို့လူမှုရေးတွေကြတော့အစင်လာတစ်ခုနဲ့လောကမှာကျင့်ထုံးနေအစင်လာကျင့်ထုံးလာတဲ့ဟာတွေကိုပြန်ပြီးတော့ဟောပေးတာဒါတွေက တင်ပါဗျာ ဖျားပွဲမှာပေါ်တဲ့ဟာမဟုတ်ဘူးရှေးပညာရှိသူတော်ကောင်းတွေလိုက်နာကျင့်ထုံးတွေရှိတဲ့ဟာကိုဟောတာ တင်ပါဗျာ အဲ့တော့စိတ်တိုင်းထွားတာဂုံတတ်တာ၅ပါးသီလတဲ့မပါလို့သီလမကျိုးဘူးလို့ပြောပြီးမယ်ဒုစရိုက်ဖြစ်တယ်သူက မှန်ပါဗျာမှန်ပါဗျာ ဒုစရိုက်ကတော့ဖြစ်တယ် မှန်ပါဗျာ ဟို Facebook တွေကဆဲတာတွေတို့ Facebook တွေကဂုံတိုက်တာတွေတို့ဒါလည်းပဲဖြစ်တာပဲ မှန်ပါဗျာ အခုသူဖြစ်တယ် မှန်ပါဗျာ သူ့ရဲ့ဝစီဒုစရိုက်တော့ဖြစ်တာပေါ့နော် မှန်ပါဗျာ ဘုဒ္ဓဝါဒတာသီလတဲ့ထည့်ပြီးကျမ်းစာတွေမထည့်တာကဘာလို့တော့ဆိုဆဲတာဆိုတာလူတွေကသိတာလေဂုံတိုက်တာလည်းသိတာတယ်လို့ပြောအောင်ဒီလိန်နာကြတော့သူကအလွန်သိမ်မွေးတာ မှန်ပါဗျာ အလွန်သိမ်မွေးတော့နေစဉ်နဲ့အမျှလူတွေကဒီအမှန်တရားကိုကြော်လွှားပြီးတော့လိန်ပြောရတဲ့လေ့ကျင့်ကြီးရှိတော့သူကပို့ပြီးတော့အဖြစ်များတယ်လို့ပြောအောင် မှန်ပါဗျာ သူကတစ်ချိန်လုံးဆဲနေပြီပဲလို့လိန်နာတော့ရှိနေတတ်တယ် မှန်ပါဗျာ အဲ့ဒါကြောင့်မလို့အဖြစ်များတဲ့အရာတစ်ခုကိုပဲသီလာထဲထည့်လိုက်တယ်လို့ဒီလိုတော့တွေးကြည့်လို့ရတယ်ပေါ့နော် မှန်ပါဗျာမှန်ပါ